Butterflies born by thy wish, guided by lantern's light. ကျွန်တော်ရဲ့ SQ ရဲ့ season 1 mobile legend ပြိုင်ပွဲလေးရဲ့ day 1 You should. match 2 ပွဲစဉ်တွေကတော့ရောက်ရှိလို့လာပြီဖြစ်ပါတယ်ဒီမှာတော့ King of Aria နဲ့တစ်ဖက်က Icon တို့ရဲ့ကျွန်တော် Best of 2 match 2 ပွဲစဉ်လေးရဆိုလို့ရှိရင်တော့ Best of 1ပွဲစဉ်လေးနဲ့စတင်ပြီးဖြစ်ပါတယ်ကဲကြည့်အောင်ကျွန်တော်တို့ဒီဘက်မှာတော့ Bandit list မှာတော့ Bandit list မှာတော့ Lucian လေးကိုတော့ဒါပါကောင်းLucian လေးကိုတော့ ban ထားတယ်ဗျာတစ်ဖက်မှာကျွန်တော်တို့ King of Arena ကတော့ Lucian နဲ့ Glow လေးကို ban ပေးထားတယ်တစ်ဖက်မှာလည်း Icon ဘက်ကဘာတွေ ban လဲဆိုတော့ in despair that I see the fondest. Patrain နဲ့ Natan လေးကိုတော့ ban ထားတယ်ဒီ Natan မှာတော့ Meta စနေလို့ပြောရမယ် Patrain ကတော့တောက်လျှောက်လို့တော့ ban တယ် Glow ကိုလည်းမပေးဘူးဗျာတစ်ဖက်ကအဲ့ကြားမှာတစ်ဖက်ပြန်ကြည့်ရမယ် King of Arena ဘာလေးပဲပစ်သွားမလဲCrowned by heaven's mandate, my legacy shall endure. King of Arena ဘက်က fast bit လေးမိကလေးကိုတော့ဥသာထွက်ပြတာပေါ့နော်ကျွန်တော်တို့တစ်ဖက်မှာပြန်ကြည့်ရမယ် Icon ဘက်ကKing of ဘက်ကဘာအများပစ်သွားမလဲဆိုတော့ဆိုတာအရေးကြီးပဲပစ်သွားမှာဆိုတာလေးတော့ထုတ်သွားတယ်ကျွန်တော်နောက်တစ်ကောင်ကတော့ဘာပဲပစ်သွားမလဲဆိုတော့ချက်ကြည့်ရအောင်ဆိုတာအရေးကြီးနေတစ်ဖက်မှာကျတော့လေ Vision ကဲဘယ်လာလေးနဲ့ပေါင်းထားတယ်ဘယ်လာ mix ဆိုတာ EAB လေးပဲဖြစ်သွားမလားဆိုတာတော်များများတော့ EAB ပဲထွက်တာများတယ်ဆိုပေမဲ့လည်း goal လေးနဲ့ထုတ်လို့တော့ရတယ်ကျွန်မပြန်ကြည့်ရမယ်တစ်ဖက်မှာဒီဘက်က King of Arena ဘက်ကဘာလေးနဲ့ဖြစ်သွားမလဲဆိုတော့ကျွန်တော်ဒီဘက်မှာ Bandit list နှစ်ကောင်ဒီ ban ပြီးတော့ကြားမှာတော့ကျွန်တော်တို့ King of Arena This land is our homeland, and it will soon be our burial ground. တပူလေးကိုတော့ပစ်ထားတယ်ဗျ။ဘက်မှာလည်း Grok ချာ Ron လေးနဲ့ဆွဲပြီးတော့တပူလေးနဲ့ပစ်ထားတယ်ပေါ့နော်။ Rapid လေးကတော့မဆိုးဘူးလို့ပြောရမယ်ဆိုရှေ့ front line တွေရောအကုန်လုံး attacking ဘိုင်းတွေမှာပါစ defensive ကစဆိုးလို့ပြောရမယ် King of Arena ရဲ့ Rapid လေးကတော့မဆိုးဘူးဗျ။ကျွန်တော်ဒီရှေ့ပွဲမှာပဲ STS Special Kit တိုင်ပွဲတွေမှာလည်းတွေ့ကြုံရှိရဲ့ King of Arena Rapid လေးကတော့မဆိုးဘူးတစ်ဖက်မှာလည်း Icon တင်း Icon ကလည်းလက်ဆောင်ထက်တယ်လို့ကြားတဲ့အသေးသေးတော့ဖြစ်တယ်ဒီဘက်မှာတိုက်ကွယ်လေးနဲ့ပြန်ပိတ်ထားတဲ့ Ron လေးကိုကဲ let's ban လေးကိုဘာလေးနဲ့ ban သွားမလဲကျွန်တော်တို့တစ်ချက်ကြည့်အောင် I am the Mia လေးကိုတော့ ban သွားတယ် moon ဆိုတော့ through က the darkness. ဒီဘက်ကတစ်ချက် King of Arena ဘက်က let's ban လေးကိုဘာလေးနဲ့ ban သွားမလဲကျွန်တော်တို့နေတဲ့ဟိုဘက်က main row ရှိမယ်ကျွန်တော် main row ကတော့ပြီးသွားပြီဆိုတော့ jungle နဲ့ goal လေးဘန်းကျင်တော့ ban လို့ရအောင်မယ်ဗျာဒီဘက်မှာလည်း Bandit list ကတော့ကဲကလေးလေးကိုပဲ ban သွားရင်းနဲ့ပဲကျွန်တော်တို့စိုးလို့ပဲပြောရမယ်ပေါ့နော် Bandit list မှာလည်းတစ်ဖက်နဲ့တစ်ဖက်ကတော့ပြိုင်ဆိုင်လေးတွေတော့ရှိတယ်ဗျကဲ Bandit list တွေပြီးဆုံးသွားရင်တော့ fish It's King of ဘက်ကတော့ you. မြေပြတဲ့အတိုင်းပဲ Golden Granger လေးနဲ့ဖွင့်ပေးတဲ့လေးမှာတော့ပွဲဥထွက်လာခဲ့ပါတော့။ Golden Granger တော့ဒီမတာမှာတော့ရန်ကြီးတော့လုံးမဖြစ်ဘူးလို့ကျွန်တော်ထင်တယ်ဆိုပေမဲ့လည်းသူ့နေသားနဲ့တူတော့ scale ကောင်းရင်တော့ကျွန်တော်တို့ layer ပေါ်မှာပဲမူတည်ပါတယ်ဒါတွေကတော့အဖက်မှာကြည့်ရမယ်ဆိုတော့ကျွန်တော် Leomon လေးကိုတော့ပြထားတယ် Leomon နဲ့ Eric လေးကိုတော့ဒါ left split လေးမှာတော့ပစ်ထားခဲ့တယ်ပေါ့နော်ကျွန်တော်ဒီဘက်မှာတစ်ချက်ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ Tin Icon ဘာလို့ပစ်သွားမလဲတစ်ဖက် King of Arena ဘက်က Rapid ကိုရှင်နိုင်မဲ့ဗတယ်မျိုး Rapid မျိုးပဲပစ်သွားမလားချမ်းပြသွားမလားဆိုရင်တော့ Soyu vanquish the shadows that play. Soyu ကတော့ဒီနေ့ပွဲစဉ်တွေမှာတော့တော်တော်လေးကိုကင်များတယ်ဆိုတဲ့ကြားမှာတော့ကျွန်တော်တို့ချက်ကြည့်
ည့်ရမယ်ဗျ Rivalry ရတာလေ Expanding Rivalry နဲ့ကျွန်တော်တို့စောင့်ကြည့်ရမယ်ကဲပွဲစဉ်လေးကတော့မကြာခင်စတင်ပြီးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Match 2တော့2 Game 1ပွဲစဉ်လေးရဆိုလို့ရှိရင်တော့ King of Arena နဲ့ King Icon တို့ရဲ့ပွဲစဉ်လေးရပွဲဥကျွတ်စတင်လို့လာရွေးဖြစ်ပါတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ King Icon တစ်ဖက်မှာတော့ King of Arena ဆိုတဲ့ကြားမှာပဲတကယ်ဘယ်လိုများဖြစ်သွားမလဲကျွန်တော်ချက်စောင့်ကြည့်ရမယ်ဗျအားလေးမှာတော့ပုံမှန်နေသားလေးပါပဲဂျန်ဂလာတွေကတော့ဘက်ကိုဒီပိုဒီစားနေတဲ့ကြားထဲမှာပေါ့ကျွန်တော်ဒီမစ်ကတော့နိုင်ငံပုဂ္ဂိုလ်မှုတွေတော့ဖြစ်နေတယ်။ဒါမှကင်းကောင်ရဲ့ဇချမ်းလေးကနိုင်ငံတော့ဘယ်လာတော့နိုင်ငံတော့ဒုက္ခပေးနေရဗျ။ဝီဇော်နိုင်ရဲ့ဘယ်လာတော့နိုင်ငံဒုက္ခပေးနေကြားမှာကျွန်တော်တို့အောက်လိန်းကိုဒီချက်ကြည့်ရမယ်။အောက်လိန်းမှာလည်းသိုးတင်တော့ပြေတယ်။အဲကြားထဲမှာပဲဟိုဟဲလေးကတော့ဘန်းချန်လေးတော့သုံးလိုက်တယ် property ဘန်းချန်လေးသုံးလာတော့စင်တော့မပြေဘူးမကောင်းလို့တော့ပြောရမယ်ဗျအားလီမာတွေဘန်းချန်ကြီးပေးသွားတယ်ဆိုတော့သိတော့ကောင်းမှုပေါ့အောင်လေးမှာတော့ကျွန်တော်တို့မြင်တွေ့နေတဲ့အတိုင်းပဲ Granger Rokati A ရဲ့ Granger နဲ့ဟောနေကြဘိုးရန်လည်းမရှိအောင်လေးမှာတော့ဗတယ်လေးရငယ်ငယ်တော့ဖြစ်နေတယ်ဒါပေမဲ့လည်းသူဒီကိုဒီချရမယ်ဗတယ်မျိုးတော့ဖြစ်မှာမဟုတ်သေးဘူးအားလေးဆိုတော့လေကျွန်တော်တို့တစ်ချက်တော့ကြည့်ရမယ်အဲ့ချိန်မှာပဲ fast တဲ့ဘောကလည်းစက္ကန့်ငယ်ငယ်လုံးနဲ့ကြားမှာအောင်မှာဆိုလာလေးကတော့အဲ့လေးကိုတော့ငယ်ငယ် K1 လေးနဲ့လမ်းထောက်ရင်းနဲ့ပဲနောက်မှာ Granger လေးပဲပြန်ကျသွားမှဆိုကျသွားတယ်ဆိုတော့ကြားမှာ Granger ဟဲလေးကိုပြန်ရမလားဆိုတော့ Super 1ဒီနေ့ကြားမှာတော့ Granger ပေးလိုက်တယ်တစ်ခါကဟဲနဲ့ Crocacha Ron လေးပါပေးလိုက်တယ်ဆိုတော့ကြောင့်မှာတင်းအိုင်ဘောကတော့ငယ်ငယ်တော့သွားကောင်းနေတယ်ပိုပေမဲ့လည်းကျွန်တော်တို့ချက်တော့ကြည့်အောင်ပဲ fast တဲ့ဗတယ်လေးမှာလူပဲရေးတာသွားမယ်ဆိုတော့လက်ဘူး British လေးနဲ့ရိုက်ထားတယ်နောက်မှလီယိုကမြေပေါ်တဲ့ကြားမှာတော့ကျွန်တော်တို့ဆိုယူလေးပဲဝင်လာတယ်ဆိုယူစမ်းပေးတာကြားမှာကတော့ချာလေးပဲရသွားတယ်ဗျာအဲ့မှာဗတယ်လေပြောင်းလေးထပ်ဖြစ်ပြီးတော့ဗတယ်ကတော့မပြီးသေးဘူးဗျဒီကတော့လက်ဘူးကတော့မရှိတော့ဘူးအဲ့ဒီကြားမှာပဲတင်းအိုင်ကိုဘက်ကတာတယ်ပေးထားတယ်ဆိုပေမဲ့လည်းကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ်ဆိုတော့ network အခြေအနေမှာတော့သူမသားကိုမသားပဲရှိတော့မယ်ဗျ network ကတော့နည်းငယ်ပဲကွာခြားချက်ရှိသေးတယ်300လောက်ကတော့အားလေးမှာတော့ပြောလို့မရသေးဘူးကဲဖန်ကတပြီးသွားပြီဆိုတော့မတယ်လေးကတော့နည်းငယ်ပြန်နေသွားတယ်ကဲကိုကျွန်တော်တို့ဂိုးလေးကိုတစ်ချက်ကြည့်အောင်ကိုလေးမှာ Granger ဘူးလက်လေးနဲ့လည်းတစ်ထားတယ်ဟဲလေးလေးပဲဂိုးကလေးကိုရသွားကြမှာ Granger တော့ပိတ်သွားပြီဆိုတော့ကြမှာနောက်တော့မရတော့ Crocacha အာဒီကုန်းထားတယ်နောက်တော့အစင်းတော့မပြေတော့ဘူးတော်တော်ဗတယ်ကြီးကမြိုင်နေတဲ့နောက်မှာတိုက်ပွဲလေးပါစားပေးလိုက်ရတယ်ဆိုတော့အော်လိုင်းတာဝါဗတယ်မှာတော့ကျွန်တော်တို့ဒီ King of Arena တော့သင်ပြီးသွားတယ်ငယ်ငယ်ဂိုးကလေးလေးပါကျွန်တော်ရမယ်ဂိုးရှိလေးပါပြုတ်လို့ရမယ်ဆိုတော့ဆိုယူလေးသူ့ရဲ့ဗတယ် teammate တွေကိုလာကြွားညင်နေမယ်ဆိုတော့ငယ်ငယ်နောက်ကျသွားတယ်ပေါ်လိမ့်မှာလည်း EAB နဲ့ EAB လိမ့်မှာလည်းကျွန်တော်တို့ချက်ကြည့်ရမယ်ဆိုလို့ရှိရင်အင်းချက်ပြီးရဲ့ဖိုရာလေးနဲ့ဖတ်မှာတော့ plus ရဲ့ကျွန်တော်လက်ပူးလေးကဘိုင်ဝမ်နေထားမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖိုရာလေးပဲကြာသွားမလားဆိုရင်တော့နောက်မှလီယိုမမြေးခေါ်ပြီးတော့2-1လေးလာကြိတ်သွားတယ်ဆိုတော့ဖိုရာလေးကတော့ပေးလိုက်တယ်ဗျာ EAB လေးပါဗတယ်ကျနေအောက်မှာ Granger လေးပါထပ်ပေးရတယ်ဆိုတော့အချိန်ကြီးကတော့သိမကောင်းဘူး
တင်းအိုင်ကိုဘာတွေပဲခက်ပြီးလုံးပြသွားမလဲ first starter မှာလည်း King Arena ဘက်ကိုပေးထားတယ်ဆိုတော့အချိန်ကြီးကတော့ပေးနဲ့နောက် 1K လောက်ကတော့ပြည့်နေပြီ second starter ကိုဝင်မလားဝင်လို့တော့မရဘူး I can be here so you ဘာတွေပဲလုံးပြသွားမလဲမပြီးရဲ့တိုက်ကွယ်လေးကရှေ့မှာတော့နဲငယ်တော့ဒီဂျန်ငယ်လေးကိုပြန်ပြေးထားနေတာမှာတာတဲတော့တိုးလို့မရတော့ဘူးကျွန်တော်တို့ကြည့်ရမယ်ဆိုတော့တကူးမှလည်းလုံးဝရှေ့ကကာထားတယ်ဆိုတော့နောက်မှာပတဲလေးရှုံးချက်ခန့်နေကြားမှာပဲတိုက်ကွယ် implosion နဲ့နောက်ကိုတွန်းထုတ်တယ်ဆိုတော့လုံးဝတော့စမပြေဘူးတဲ့နောက်မှာဆိုယူပါမလာတဲ့ကြားမှာတော့ ready ပေါက်ဖို့တော့လုံးဝစမပြေကြားမှာတင်းအိမ်ကုန်နေနဲငယ်တော့ပြန်သုံးမှတော့ရမယ်ဆိုတော့ခလုံးချအာဒီလက်အုပ်ရင်းနေပဲမိသွားတဲ့ကောင်လေးတဲ့ဆိုတော့တိုရာလေးပြတ်သွားမလားဆိုရမှာတော့နောက်ဆုံးတော့တိုရာလေးတော့နောက်ကောက်ချပေးနိုင်ခဲ့တယ်တင်းတော့ပြင်နေသေးတယ်ဒါပေမဲ့လည်းတင်းအိမ်ကုန်ဘက်ကတော့နဲငယ်တော့ဝီသွားတယ်ဆိုတော့ဒီတာရပတဲတွေမှာတော့တင်းအိမ်ကုန်ဝီနေရတော့တိတ်တော့စင်မပြေဘူးတိတ်တော့မကောင်းဘူးအကြမ်းမှာလည်းတာရပတဲပြီးတော့ကျွန်တော်ရဲ့ပြင်းရောက်နေတယ်တားကက်ကတော့ဘိုးလေးကိုပြစ်နေမလားဆိုတော့ချက်တော့ကြည့်ရမယ်ဗျကျွန်တော်တို့ပတဲရအမြဲတမ်းလို့ပတဲဖြစ်နေတယ်ဆိုတော့ပေါ်မှာလည်း EAP နဲ့ဒီဆိုတာနဲ့လပူးနဲ့ကတော့ပတဲအမြဲချနေနေမှာလက်ရဲ့လပူးကတော့လပူးပါပဲလို့သူတို့ကဒီမှာပတဲကတော့1/1နေတာမှာတော့ EAP ရှင်နေသွားရှင်နေဆိုတော့ဒီလိုမျိုးလေးတော့ဒီပြအတိုင်းပဲအောက်မှာလည်းပတဲကျွန်တော်ပြောနေတဲ့အတိုင်းမှာပတဲရတော့နည်းငယ်တော့ကိုတိုင်းကိုတော့ပြစ်နေတော့ပတဲတော့ကြီးတော့ပြစ်မယ်တော့မထင်ဘူးနောက်ကဘယ်လာလေးလမ်းကျော်သွားပြီလန့်နေတယ်ခဏလေးပါကျွန်တော်ပြန်ပြီးပေါ်ပြီးပြန်ပြီးလုပ်ပြပါပွဲလေးပြန်ထနေရမယ်ဘယ်လာတော့အာဒီလေးနဲ့နောက်ကိုပြန်ပြေးသွားလီယိုမော့ရင်းပေါ်ပြီးတော့နောက်ကိုလိုက်တယ်တိုက်ခွဲလေးကိုတော့နည်းငယ်လေးပို့နေတယ်ကြားမှာတော့တော့ချာအာဒီကောင်းနေစတန်လီနဲ့မိရဆိုတော့ပြတ်သွားတယ်ဂရန်ဂျာလည်းပြေးရတယ်ဗျလုံးမကိုပြေးလို့မလို့တဲ့ကြားမှာသူတို့စပယ်တွေကြားမှာကွန်နက်ရှင်တွေကသွားကောင်းနေတယ်ပေါ်လေးပါလေဆိုယူဖမ်းပြီးလိုက်ချန်နေတော့လပူးနဲ့သွားတဲ့အနေထားမှာလပူးကလည်းကျင်းတော့ပြေးနေတယ်ဆိုတော့ဆိုယူသွားတားကြီးလုံးလို့မကောင်းဘူးအဲကြားထဲမှာပဲတာတဲ့ပတဲလေးတတ်တဲ့ပတဲလေးကတော့ဘယ်လိုဖြစ်သွားအောင်လဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်တင်းအိုင်ကောင်ဘက်ကလည်းတားကြီးတိုးလို့တော့မကောင်းဘူးတားကြီးတိုးရင်တော့သူတို့အမားပုံများသွားမယ်ဆိုတော့ကအဲတာတဲ့ပတဲလေးမှလည်းဘာဆက်လုပ်သွားမလဲကန်နိုင်ပြီးဟင်းသူလိုချင်နေတဲ့ဒီတတ်တဲ့တွေကိုဒီတတဲရမှလည်းတင်နေမယ်ဆိုတော့နောက်မှလည်းလပူးကထိမ့်ပေးထားတယ်ဆိုတော့ပတဲလေးအလေကောင်ခွဲနေကြပါဆိုယူတဲ့ဒီမောပဲရတီတာယာလေးပေါက်ပြီးတာတဲလေးရသွားတယ်နောက်မှပဲဘောလုံးကျသွားတဲ့နေသားမှာတစ်ဖက်ကတော့တင်းအိမ်ကတော့ရှာချုံးတွေတော်တော်များသွားနေပဲတာတဲလေးပြေးလိုက်တော့ကျွန်တော်ပြောတဲ့အတိုင်းပဲဒီတာတဲကလက်လွတ်တင်လာကြသူတို့အနေနဲ့သွားပြီးတိုးလိုက်တဲ့နေသားမှာသင်မပြေဘူးဆိုတဲ့ကြားမှာပဲဂရန်ဂျာလေးကွန်နက်ရှင်တိတယ်သူရှိရဆိုတာကိုတိတော့နောက်ကနေပြန်လိုက်လာတယ်ဆိုတော့ကတစ်ချက်ပြန်စောင့်ကြည့်ရမှာပဲတစ်ဖက်မှာဘလူးဘက်နားမှာလပူးဘာတွေလုံးပြသွားမလဲကင်းချူကီရောဘာလုံးလဲဆိုတာသုံးပေါင်နဲ့လုံးနဲ့ကောင်းတယ်ဗျာတကယ်တော့မတဲလေးကအလဲကြောင်းနဲ့ပြည့်နေတဲ့ကြားမှာပဲနောက်တော့ဘာတွေဖြစ်သွားမလဲဆိုတော့ဘယ်ကြောင့်နောက်ကနေဒမ်းမေဘူးလက်တွေနဲ့ပြည့်ပြီးတော့ဒမ်းမေကတိတ်မလောက်ဘူးဆိုတော့မတဲရကွဲနေကြားမှာပဲဘာဆက်ဖြစ်သွားမလဲဘယ်ကြောင့်ဆက်ပြည့်လဲဆိုယူဝင်လာတယ်တန်းပြီးတော့ပဲကြာသွားတယ်လုံးဝကိုမရဘူးဗျာကွန်နက်ရှင်လေးနည်းနည်းလိုအပ်နေတဲ့ဘောမှာတော့ရှိတယ်တင်းအိုင်ကောင်တစ်ချက်တော့ပြန်ကြည့်ရမယ်ဘာတွေပဲလုံးပြသွားမလဲအိုင်တန်ဒေတာမှာလည်းတစ်ဖက်မှာတော့ဗန်ဂျာကတော့အိုင်တန်တစ်ခွက်ထွက်နေပြီဆိုတော့ဒီဘက်မှာလည်းတစ်ဖက်ပြန်ကြည့်ရမယ်ဆိုတော့ဟဲရစ်ကလည်းအိုင်တန်တစ်ခွက်ကိုမှမီနီအိုင်တန်လေးတွေသူထွက်တော့ထွက်ထားတယ်ဗျအိုင်တန်ဒေတာကတော့မဆိုးဘူးဆိုပေမဲ့ဗန်ဂျာတော့စတိုင်းပီယာသာစတက်မရှိပဲနဲ့ကေးမရှိပဲတော့စတက်ရှိမှမဟုတ်သေးဘူးဒါမှဘိုးလင်းကြီးရှင်လိုက်မယ်ဆိုရင်လည်းဒီဘက်ကဟဲရစ်က3-2 နဲ့ဗန်ဂျာ1-4-4နေထားမှာတော့
ကျွန်တော်ပြင်းနေတယ်အဲဒီကြားမှာပဲဆိုယူလေးဘာမှမသိပဲနဲ့ပြက်သွားတယ်ကတော့ကချာအာဒီခုံးနဲ့ကြားမှာ2 man ပါသွားရင်တော့မှတပူလာ join နဲ့ပတဲတွေကချုပ်ချက်ကန်းတဲ့ကြားမှာ brand ရောလိုက်ရိုင်းနေတယ် brand ပြန်ပြေးမလားဘာလို့ပြန်မလို့ကတိအေးကျွန်တော်မပြေဘူးကျွန်တော်တို့ပြန်ပြီးတော့ပဲဘက်မှာတော့ရမယ်ဗျကျွန်တော်ပြေးမလို့ဝေသောနာဘက်မှာရမယ်ဝေသောနာမပတ်ရင်တော့ white out ဖြစ်သွားရင်လည်းတန်းပြီးတော့အခံရင်မောရင်တော့မှပဲလုံးဝမေဂါတာဝါကြီးထိကတက်ရိုက်ခံနိုင်တယ်ကျင်းရီနာနဲ့ငယ်ပြန်ပြီးတော့ဘက်တိုင်းနဲ့ပဲလော်လေးကိုတာယာလေးပဲယူထားတယ်ဗျဒါက9မိနစ်လော်လေးပဲဖြစ်ပါတယ်ကျွန်တော်စင်တော့ပြေတယ်ဗျဒီဘက်မှာလဲကျင်းရီနာဘက်ကတော့ခြေနေလေးတော့ကောင်းနေတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဘာရဲလို့တော့ပြောလို့မရသေးဘူးရှေ့မှာပြီးသွားတဲ့မဆွမ်းပွဲစဉ်တော့တင်းနေတိုင်းပဲလေအမပြောလို့မရသေးဘူးလေပြောင်းနေဆိုတာဒီကြားထဲမှာရှိတယ်ဒီကြားထဲမှာပဲ grand ကြားလေးနည်းနည်း position ကျွန်းနေလို့ကျွန်တော်ထင်တယ်ဗျအဲ့ဒီကြားထဲမှာပဲကျွန်တော်ဘာတွေဆက်လုပ်သွားမလဲ grand ကြားဟဲတဲ့ဘိုင်ဝမ်နေထားမှာပဲအဲ့ဒီဆက်ပြသွားတော့ဟဲအဲ့ဒီလေးပဲ1 day ရသွားတယ်ဒါပေမဲ့လည်းနောက်ကကိုရာပြန်ထောက်တာတော့ဟဲ့ပြန်ပေးလိုက်တယ်နော်ရန်ကဲကိုရာအစမပြေဘူးဗျလက်ဘူးကိုဘိုင်ဝမ်သွားမေးတဲ့နေတာမှာအစမပြေဘူးဆိုတော့နောက်ဝကွာချက်တွေကြောင့်ပြန်တော့ဘတ်ခဲ့ရတယ်ဗျဒီတိုင်းလေးပဲလိန်ရှင်းပြီးတော့ထိန်းထားပဲကောင်းတယ်ကင်းဟိုရီနာဘက်ကလိန်ပေးရှင်းမှာမဟုတ်ဘူးဒါလည်းပတ်လုံးနဲ့ပဲအဲ့ပဲဆိုလာနေတာမှာဆိုယူလေးကတန်းသွားညှိနေတဲ့နေတာမှာပဲတော့သားရီကိုလုံးလို့ကောင်းမှာမဟုတ်သေးဘူးတက်သွားကြည့်ရမယ်ဆိုတော့လော်လေးကိုချက်ရှင်းထားတယ်နောက်မှလည်းဗဒဲကကင်းဟိုရီနာဘက်ကလည်းငယ်ဆောင်းနေဆိုတော့တော့အေးစေးလေးပဲတင်းအိုင်ကိုရှင်းလို့ရတယ်ဆိုတော့ဗဒဲကတောင်းဝယ်လိုချင်တဲ့တင်းအိုင်ကအမားတွေသွားလို့ရင်တော့ဒီချက်ပိုးဆိုးသွားနိုင်တယ်ဆိုတော့လက်ပူးလေးအာဒီပေးတဲ့နေသားမှာခရော့ပချာနောက်ကနေဝင်ထားပေးတဲ့မာနကောင်လေးနဲ့တော့ထပ်ပြီးလုံးလို့မရတော့နောက်ကတင်းမိတ်တွေဘာတော့ Granger တော့သွားပြီးများတော့မတက်ကျွံသွားတဲ့နေသားမှာ Granger လေး Procati A ရတော့ပေးရပြီနော်နောက်မှချက်ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်လည်း Granger ကျသွားတဲ့ပဒဲမှာတင်းအိုင်ကတော့ဘလို့မှရှိပြီးတော့တစ်ဖက်လို့ကတော့စင်ပြေမှာတော့မဟုတ်ဘူးဆိုတဲ့ကြားမှာတော့တက်နိုင်ဆုံးတော့ကာဘာလို့ရအောင်မယ်မေဂါရှိလေးလည်းနည်းငယ်ကြံရှိနေတယ်တော့ကိုယူလေး blue ဘက်လာနောက်ရှင်နေဆိုပေမဲ့လည်းဘလို့မှတော့စင်ပြေမသွားဘူးဗျမေဂါတာဝါတွေတော့ကာတင်တော့ရှီအောင်မယ်ဗျကျွန်တော်ဒီဘက်မှာတင်းအိုင်ကုန်ဘက်ကလည်းစင်တော့ပြေသေးပါတယ်ဆိုပေမဲ့တားကြီးတော့သွားပြီးကျုံမယ်အဲ့လိုမျိုးတွေကျုံမယ်ဆိုတော့စင်ပြေမှာမဟုတ်ဘူးပို့တော့ကြီးရောတိုင်းနဲ့လေးလိုက်နေဟိုတော့ဒီတော့နောက်ကိုနည်းနည်းပြန်ဆုပ်ပေးလိုက်နော်မကေးနဲ့အကေးကိုမကေးနဲ့နောက်ပြန်ဆုပ်ပေးလိုက်နော်ကဲဒီလက်ပြန်ပြီးတော့စပြီဆိုတော့စမ်းမှာတော့ပြန်ကြည့်ရမယ်ဗျဆိုတာလေးတော့ line နဲ့ဆက်လက်နေဆိုတော့အချိန်တော့ပြေသွားပြီအဲ့ဆက်လုံးလဲဆိုတော့အော်လိမ့်မှာနိုင်ငံတော့သူတို့မေဂါရှိရလို့ကျမေဂါရှိရတော့7မိနစ်ကျော်ပြေတော့ရောက်မဲ့ပုံမဲ့ play ကအတိုက်ကွဲဒီလိုရှင်းလေးနဲ့ပဲဒီကောင်တော့ကွဲလိုက်ဆိုမှလက်ဘူးလေးတော့သွားကျွန်းနေတယ်ဆိုတော့ကျွန်တော်ပြေမသွားဘူးနောက်မှကိုရာအင်းပြီးနှကောင်တော့လဲလေထားရတယ်ခင်ဗျဆိုးဝဲပြောရမလားကျွန်တော်တစ်ချက်ကြည့်ရမယ်အေးပြီမရှိတဲ့တစ်ဖက်လည်းအသိမှာဆိုတာဝင်မှားသွားတယ်လမ်းထောက်တယ်ဂရိုရှာကင်းတိုးလေးနဲ့ပဲစမ်းပေးထားတယ်ဆိုတော့ကျွာလေးကတော့စင်မပြေဘူးကြာဒီလိုမျိုးလော့မတယ်တွေမှာတော့မှောက်နေတယ်ဆိုလို့ရှိရင်စင်မပြေမှာမဟုတ်ဘူးဘလို့ဆိုတင်းရိုက်ကုန်ဘက်ကနိုင်ငံလည်းနေနေဆိုတော့ခွင့်မသာဘဲနဲ့ပတဲသွားပြီးတော့လုံးလို့တော့မရဘူးကာဝေးထားရမယ်ဆိုတော့လော့ပတဲကိုသူတို့တိုးကျင်နေတဲ့ပတဲမှာရှိတယ်ဂရိုရှာပေးနေပဲကိုလိုကဘလုံးမစင်ပြီးမှမဟုတ်ဘူးဆိုတော့ဂရဖချာကိုနဲ့လုံးဝကိုလိုက်ပြက်နေတဲ့ဂျာမာဒီချင်းအာဒီချင်းနဲ့ဘယ်လာတော့သွားတော့မသိဘူးဒီကားလေးရှောင်းရင်းနဲ့မရဘူးဟဲ့တာဝဲဒီမှာဝင်လို့တဲ့ brand ပြတ်သွားမလားပြတ်တော့မသွားခဲ့ဘူးပတဲထဲမှာတော့လေပြောင်းနေတော်တော်ကျန်းနေကြအဲ့ဒီမရှိတဲ့ပတဲမှာကဲကင်းအော်ရီနာဘလို့တွေဆက်လောက်သွားမလဲအဲ့လိုမျိုးဟဲ့တာဝဲကြီးဝင်လုံးနေဆို
သွားလို့တော့မရဘူးတစ်ဖက်မှာလည်းတင်းရိုင်ပေါ်မှာအိုက်တန်နဲ့ level တွေကပြင်းနဲ့ရလာပြီဆိုတော့လေကိန်းမတည်းရောက်လာရင်တော့ဒီကပိုဆိုးသွားနိုင်တယ်အမားတွေကိုပြင်သိင်းနေပဲဘယ်လိုလုပ်မလဲဒီအောင်မမြင်းပေါ်ပြီးတော့နိုင်ငံပုတ်တိုက်ထားတယ်ဒီတို့မေဂါတာဝါကိုတော့လိုချင်နေတဲ့သဘောရှိနေတယ်ဗန်ဂျာအဒီကင်းနေပဲဟိုးကိုလည်းရှင်ကြီးကကောင်းတယ်ဗျာမိုက်ချက်လောက်သွားမယ်ဆိုတော့လီယိုမို့ယူနေတဲ့သဘောတော့ရှိတယ်ဆိုပေမဲ့နောက်ဘယ်လာလေးရဲ့ damage ကမလောက်ဘူး ဒါပေမဲ့မလောက်တဲ့ဂျမ်းမှာတော့ကရောကချာကြီးကတောင်းမာနေတယ်ဗျရှေ့မှာတောင်းကမ်းမင်းနေတော့သူ့ရဲ့နောက်ကဘက်ကတ်တင်တော့မထီဘူးရှင်းတော့ပြေမသွားဘူးဗျဒါပေမဲ့မလောက်တာကြီးလည်းပါတယ်ကျွန်တော်ပြောလို့လေခုနကဒီပြဟာကြီးကရောကချာအာဒီလေးတွဲလုံးလေးတော့တောင်းမိုက်နေတယ်ကိုတော့ကအာဒီကတော်တော်လမ်းနေဆိုမှကရောကချာကြီးမရှိဘူးတိုင်းပဲနေကအာဒီဘလို့ရှင်းနေတယ်ပဲလုံးတိုင်းနဲ့ဘလို့လက်ပြောင်းနေရှိသွားမလဲတောက်ပါဒါလည်းမလောက်လို့ဒါလည်းလောက်လည်းဒီတဲတွေကတော့ကျွန်တော်လေပြောင်းနေရှင်းနေမှာစိုးရပြန်ပြီးတော့ဘက်ခါမှတော့ရမယ်ဗျဘက်မှာဟဲးကောင်နဲ့ရှင်းနေကြမှာဘယ်လိုလုပ်မလဲဆိုတော့ free တက်လို့ပဲတည်သွားတယ်နောက်မှတော့အဲရမရတော့ဘူးဆိုတာလေးကောင်တော့ရှင်းအောင်မယ်ဆိုတော့ဆိုတာကောင်နဲ့ဘာတက်လို့သွားမလဲချက်ကြည့်အောင်မယ်ဘယ်လိုလုပ်နေရလို့တေးပြီးဘယ်ကျုံးမဟုတ်ဘူးတော့ဒီဘက်တို့တော့နေလေပဲပြစ်ထားအောင်အကောင်ဟိုကအုပ်ပြီးတော့လွဲတော့သက်သက်ကတော့မဆောင်ဟုတ်တယ်ဘယ်ကတော့ကောင်းလေဒါပေမဲ့လမ်းမလောက်သွားပြီအဲ့မလောက်သွားဟိုရှုံးဟောနေမှာဘာကြောင့်ကလေးရှောက်ပြီလေရှုံးဟုတ်လေကတော့ရှုံးတယ်ကလေးကလေးကလေးကအဲ့ဟိုကောင်မှာဟိုကတော့တော့ငယ်တယ်နော်ချောင်းလာတယ်ပါငါတော့တက်မယ်ရရချောင်းတက်အောင်းနေကြည့်တော့အမေမျက်နှာကြည့်တယ်တက်ပါပြီအောင်ပါဟောအမေလည်းဒီကဒီကလာပါရဲ့တယောက်ကကျတော့ကျောင်းတယောက်ကမကြည့်ဘူးတယောက်ကမကြည့်တယောက်ပဲပါတယ်တက်ကြည့်ရတော့တွဲလေးကတော့ပြန်စားယူအောင်နိုင်ငံနိုင်ငံလမ်းနေဆိုတော့ကျွန်တော်တို့ပုံစံတင်ရှိပါလေဝယ်လေးကတော့ပြန်စားပြီးဆိုတော့ကဖက်မှာလည်းအရင်ကတော့လုံးရှုံးပေးပါတော့မဟုတ်ဘူးပြသူတို့ရားလောက်တော့ပြန်ကောင်းပါပဲဘက်မှာလည်းကျင်းဟော်ရီလာအဲ့လိုပဒယ်လေးအကြောင်းတွေသွားလုပ်ပေးရင်တော့တင်းရိုင်ကအကြိုက်လို့သွားပြောရမယ်အဲ့တော့မဟုတ်လေကြစ်တာ तू ကလကားကြည့်ပြန်ဒါမျိုးတွေသွားလို့တော့မရဘူးချက်ပြန်ကြည့်ရမယ်ဒီဘက်မှာ Granger လည်းအာဒီဒါပေမဲ့ထွက်လာပြီဆိုတော့ကရှိတော့နေငယ်ပြန်တက်ချင်တယ်ဆိုတော့မေဂါ3လိုင်းပေးထားတယ်တင်းရိုင်ကိုနေငယ်ရှေ့ကိုတားပြီးတော့တက်လို့ကောင်းမှာမဟုတ်သေးဘူးလော်လေးကိုပဲနေငယ်လော်လေးကိုပဲပေးပြီးတော့ပြန်ပြီးတော့ defend ထားမှာပဲကျွန်တော်စင်ပြေမယ်လို့တော့ကျွန်တော်ထင်တယ်ဗျ။ကျမဆိုတာလေးနေငယ်ပဲကြက်နေတယ်။တို့သွားမလားသူနေနဲ့တို့တော့သွားခဲ့တယ်ဗျ။အဲ့ဒီချိန်မှာကျွန်တော်တက်လို့ပဒယ်လေးကိုကျွန်တော်ဘယ်လိုလုပ်သွားမလဲတင်းရိုင်ကိုပဲလာပဲလူသွားမလားချက်တော့ကြည့်ရမယ်အိုင်ဟိုဘက်ကကန်နိုင်ပြီးဟင်းသူ့အနေနဲ့ကိုယူလေးလူကျင်နေတယ်ဆိုတော့ကဝင်လို့တော့တိတ်ပြီးတော့တိုးလို့တော့သင်ပြမှာမဟုတ်ဘူးတစ်ဖက်မှာကင်းဟိုလီနာကာရိုက်ဆိုတော့ဘလုံးမတော့သင်မပြေဘူးဆိုတော့ကျောင်းမှာကိုယူရဲမပေးရရင်ကံကောင်းဆိုတော့ဂျားမှာပဲဘလို့ဖြစ်သွားမလဲတို့ကျွန်တော်ပြောတဲ့အတိုင်းပဲဘာမလူတာတော့ကောင်းကောင်းလို့သင်ထားတယ်နောက်မှတော့လကူဝင်လာပြီးတော့ကျွန်တော်ချာလန်းခေါ်နေအာဒီလေးရောက်ပြီးတော့မဲ့ Granger သွားညက်နေတယ်ဆိုတော့ Granger ပြရင်တော့သွားမှာပဲလကူရုံးမှာပို့ဟိုတော့ပေါင်းလေးနဲ့ဝင်လာလေးကလှတယ်ဆိုပေမဲ့ဒါပေမဲ့ကနောက်မှပါမလာဘူးဆိုတော့ကတိုက်ပွဲကောင်းတဲ့ကျန်တော့ဘလုံးမလုံးလို့မရရင်လည်းပဲဂိမ်းနံပါတ်1ပွဲစဉ်လေးကိုတော့ King of Arena ပဲနိုင်ရရှိလို့သွားခဲ့ရဖြစ်ပါလေ